အပိုင်းခုနှစ်ရဲ့အဆုံးသတ်မှာအောင်ဆန်ဟာတောရဲ့အရှင်သခင်စစ်ထလာပြီးနှင်းနွယ်နဲ့အတူအမောင်ထုကိုအောင်နိုင်ခဲ့တာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။အပိုင်းရှိပါတော့ဒီထက်ပိုပြီးနဲ့စွန့်စားခန်းတွေလျှို့ဝှက်ချက်တွေနဲ့ဇက်ကော့ကိုဖော်ပြပေးလိုက်ပါတယ်။အပိုင်းရှိလေအစခင် subscribe လေးမလုပ်ရရင်လုပ်ခဲ့ပေးအောင်နော်။ဒီပိုင်းမှာအောင်ဆန်ဟာအမောင်ဘရင်ကိုနှိမ်နှင်းပြီးနောက်ရရှိလာတဲ့ငြိမ်းချမ်းမှုဟာခဏခဏသာဖြစ်ကြောင်းသိလိုက်ရတဲ့အခါငြိမ်းချမ်းသောနနခင်အောင်ဆန်နဲ့နှင်းနွယ်ကိုတောအုပ်ကိုပြုပြင်ရင်ငြိမ်းချမ်းနေပုံဖြင့်အစပြိုးသည်တောအုပ်အလယ်ရှိရှေးအောင်ဝိညာဉ်တစ်ပင်ကြီးမှအရွက်များရုတ်တရက်ရွှေအောင်ပြောင်းပြီးကြွေကြလာသည်နှင်းနွယ်ဤစိုးရင်မှုထို့ကြွေကြခြင်းသည်တောအုပ်ဤတက်တန်းကုံဆုံးတော်မိနမိတ်ကြောင်းနှင်းနွယ်ကအောင်ဆန်ကိုပြောပြသည်ရွာမှကြော်စွာရောက်လာပြီးရွာသားများအားလုံးတဦးပြီးတဦးအတိတ်မိယောဂဖြစ်နေကြောင်းအကူအညီတောင်းသည်အမောင်ဘရင်ပျက်စီးသွားတော့လေသူ၏ကျိန်စာမှာရွာသားများ၏ဝိညာဉ်ထဲတွင်ကြံ့ရစ်ခဲ့ကြောင်းအောင်ဆန်သိရှိသွားသည်အောင်ဆန်သည်တစ်ပရင်ကြီးကိုထိတွေ့လိုက်သောအခါရှေးအောင်နှက်သမင်းကြီးတစ်ပါး၏တတိပေးတံကိုကြားရသည်ကျိန်စာကိုဖျက်ရန်နှင့်တောအုပ်ကိုကဲတင်ရန်ငကားငွေတန်းပန်းကွင့်ကိုရှာဖွေရမည်အောင်ဆန်နှင်းတွင်နှင့်ကြော်စွာတို့သုံးဦးမြူပိတ်နေသောဝိညာဉ်တောင်တန်းစီကိုခရီးထွက်ကြသည်တောင်ကြီးတွင်မြူကိုဝိညာဉ်များ၏တိုက်ခိုက်မှုကိုခံရသည်လူသားတဦးဖြစ်တော်လေကြော်စွာကရွာသားများအသက်စွန့်ကလမ်းဖွင့်ပေးသည်တောင်ထိပ်ရှိငကားကူအတွင်းတွင်သောပန်းကွင့်ကိုစောင့်ကြပ်နေသောကြောက်သားငကားနှင့်တွေ့ဆုံသည်လွဲမာသောစမ်းသပ်မှုငကားကအောင်ဆန်ကိုတိုက်ခိုက်ရန်မဟုတ်ဘဲသူ၏စွန့်လွတ်နိုင်မှုကိုစမ်းသပ်သည်အောင်ဆန်သည်မိမိနှမင်းစွမ်းအားအချို့ကိုပန်းကွင့်ရရှိရန်အတွက်လဲလိုက်သည်လဲလက်တောက်ပနေသောငကားငွေတန်းပန်းကွင့်ကိုရရှိသွားတော်လေအောင်ဆန်အင်အားချေနေသွားသည်အမောင်ဘရင်၏လက်ပါဆဲအကျွင်းကြံများကပန်းကွင့်ကိုလူယူရန်လမ်းမှာစောင့်ကြိုတိုက်ခိုက်ကြသည်အင်အားနည်းနေသောအောင်ဆန်ကိုနှင်းနွယ်ကသူမ၏အသက်ဝိညာဉ်ဖြင့်ကာကွယ်တိုက်ခိုက်သည်အချိန်မီရွာသို့ပြန်ရောက်ပြီးပန်းကွင့်၏အလင်းလောင်ဖြင့်ရွာသားမျိုး၏ချိန်စာကိုဖျက်ဆီးပေသည်ပန်းကွင့်၏စွမ်းအားကြောင့်ဝိညာဉ်တစ်ပင်ကြီးပြန်လဲစိမ့်လန်းလာပြီးတောအုပ်တစ်ခုလုံးတက်တန်းတိုးသွားသည်စွမ်းအားများလွယ်ညောသွားတော်လဲအောင်ဆန်သည်ပိုမိုနတ်နေသောမေတ္တာစွမ်းအားကိုရရှိသွားသည်ဝေးလံသောတောင်ပတ်လမ်းတစ်ခုတွင်ထူးဆန်းသောခရီးသားတဦးပေါ်လာပြီးအောင်ဆန်တို့ရှိရာသို့ဦးတီလာပုံဖြင့်နောက်ပိုင်းအတွက်လမ်းခင်ထားပါတယ်။အပိုင်းကိုဆက်လက်စောင့်မျှော်ပေးပါဦးနော်။ Subscribe လေးမလုပ်ရရင်လုပ်ခဲ့ပေးဦးနော်။